အဖေပြန်နေလန်းလွင်မောင်မောင်ကုတ်ကိုပင်ကြီးတွေညှို့ဆိုင်နေသည်ဂျိုင်းခွက်အလေးလေးနဲ့ကတ်တရလမ်းပေါ်ကျွန်တော်ရနေသည်လေတစ်ချက်ဝိလိုက်တိုင်းကုတ်ကိုရွက်တွေတက်ဖြောက်ဖြောက်နေကျွေးနေသည်ဆိုင်ကဒဇင်းစားနဲ့စင်းစားဖြတ်သွားပြီးတိုင်းလမ်းကလေးကငကိုတိုင်းတိတ်ဆိတ်ငြိမ်သက်တိတ်ဆိတ်ပြီးကြံခဲ့သည်ခလန်းလန်းရွာရန်ဆူဆူလေးမှချက်တွန်တန်ကြရသည်လှပရာရွာရန်ရှိလေးမဖြစ်သည်ကျွန်တော်ဒီဆရာတော်ရာဆွေဤစာများထဲမှာလှပရာရွာကလေးကိုတတိယမိသည်အင်္ဂလိပ်ခေတ်နဲ့ဂျပန်ခေတ်ကရန်ကုန်မြင်းလဲသမားတွေသည်လှပရာရွာနီးစပ်ကျုပ်တွင်မြင်းလာဝယ်ရတယ်မဟုတ်လားအခုတော့ဗဇက်ရာဇဝင်ထဲမှာပဲမရှိတော့တော့လေကျွန်တော်ဒီ1980ခုနှစ်နောက်ဆုံးနှစ်ကာလများကိုမြင်အောင်လာသည်ကျွန်တော်မှတ်မိဒီမှာပန်းလိုင်မြင့်တစ်ဖက်ကထန်းတပင်မြို့ကနေရန်ကုန်ကိုအဖေပြန်လင်ဒီလမ်းကမြင့်ပြန်သည်အဖေသည်ရွှေလီလေစိတ်ကိုထန်းတပင်ဘက်မှကျုံဟာဂျပန်ဆက်လီတစ်စင်းဖြင့်ကူလာရသည်ရွှေလီကြီးသည်လိုက်မြကန်းနှစ်ဖူးတွင်ရှိသည့်ငတ်တလောက်ပိုက်သမားအများစုနေထိုင်သည့်ရွာလေးဖြစ်သည်ရွှေလီလေစိတ်မှမင်းလဲတစ်စင်းစင်းဖြင့်မော်ဘီတို့ရောက်အောင်သွားပြီးမော်ဘီမှဘတ်စကားစီရန်ကုန်တို့အဖေပြန်ရသည်ကျွန်တော်သည်ရွှေလီကြီးမော်ဘီသွားကတ္တရာလမ်းပေါ်တွင်အချိန်တော်တော်ကြာရပ်နေမိသည်ကျန်းကွက်အလင်းလေးနှင့်ကတ္တရာလမ်းအိုလေးပေါ်တွင်တော့တစ်ချိန်ကမြင်းလဲတန်တွေတကြောင်ကြောင်နဲ့ပေါ့ခုတော့မြင်းလဲနဲ့တူတာဘာမှမတွေ့ရတော့ကျွန်တော်စိတ်ထဲတွင်ဟိုတုန်းကမြင်းလဲတန်လေးတွေကြားလာသည်ဖေးဒီအိမ်ပြန်ရောက်တိုင်းရွှေလီကြီးမှမြင်းလဲစီးပြီးမော်ဘီကူးရသည်ကိုအမေကိုပြန်ပြောတာမအောင်လာသည်ထိုစဉ်ကအမေသည်ကျွန်တော်တို့ညီကိုတတိုင်းနဲ့အတူအဖေစီးလာသည့်မော်ဘီကားကိုလဲရန်ဦးထွန်းလင်းချန်လန်းထိတ်ကထွက်ဆောင်ရသည်လေရွှေလီကြီးစိတ်မှာမြင်းလဲဆောင်တာကြားနေလို့ကွာအဖေလက်သုံးစကားအမြဲကြားခဲ့ရသည်နီချင်းလမ်းမီလေးများလင်းနေသည့်ရက်ွက်တဲ့အဖေကိုဆွဲရင်ကျွန်တော်တို့အပြေးလွှားအိမ်ပြန်ခဲ့ကြသည်ထို့နောက်ကျွန်တော်တို့တမိသားစုလုံးထန်းတမင်မြို့ကိုပြောင်းရွှေ့ခဲ့ကြသည်ကြည့်မြင်နိုင်စိတ်ကမ်းမှာနှစ်ထပ်သင်္ဘောကြီးစီရင်လိုင်မြစ်ထဲမှာမြင်ကွင်းတွေကိုကျွန်တော်တို့ညီကိုတွေငေးကြသည်သင်္ဘောဘေးတစ်ဖက်တစ်ချက်မှာရေလိုင်းဖြူဖြူဖွေးဖွေးများကိုသဘောကျခဲ့ရသည်ထန်းတမင်မြို့မဆိုင်မီမြင်နေရသောကန်းတနေရာသို့အဖေကလက်ညှိုးထိုးပြရင်အဲ့ဒါရွှေလီကြီးစိတ်ကွာဟုပြောခဲ့သည်ကျွန်တော်ဒီသင်္ဘောပေါ်မှာခပ်ပြဝေးသည့်ကန်းတစ်ခုကိုလမ်းမြင်ခဲ့မှုသည်ရွှေလီကြီးကနာကငါတလောက်ပိုက်တဲလေးတွေဟိုတုန်းခေတ်ကအတိုင်းပဲဝချီနဲ့ငါညီနန်းလိုထောင်းထနေသည့်တဲဆွဆွလေးတွေကကျွန်တော်ကိုအတိတ်ခေတ်တဲ့ကိုခေါ်သွားသည်ဝါချန်ငင်းတစ်ခုတွင်အာလူးစားသူများပကြီးကားတွေကပိန်ဖြော့လူတွေလိုမိသားစုတစုနေ့လည်စာစားနေကြသည်အင်ဂျီမပါကြောပလာနဲ့လူတယောက်မရမတိုင်းမီရင်ဖုံးပေါ်နေသည်အဖေနှင့်တူမြင်းလဲဆောင်စီခဲ့သည်ရွှေလီကမ်းမှာလိုက်မြစ်ကိုငေးမိသည်နှစ်ထပ်သင်္ဘောကြီးတွေမတွေ့ရတော့စီပီရဲသင်္ဘောကြီးတစ်စင်းသာနေရအောက်ပြင်းခုံမောင်းသွားသည်ကျွန်တော်ဒီရွှေလီကြီးစိတ်မှလေကြုံတစ်စင်းဖြင့်ထန်းတဲ့ပင်ဘက်ကိုခဲ့သည်ရွှေလီကြီးကမ်းမတဲ့နောက်တွင်ရွှေလီကြီးကမ်းမသည်နောက်တွင်မုံဝါကြံခဲ့သည်ထန်းတဲ့ပင်မြို့ပေါ်တွင်ရောင်နာနဲ့ကျွန်တော်ရှောက်သွားမိသည်လမ်းတွင်မှမိတော့ကျွန်တော်မြင်ငယ်ဦးသည့်မြင်ကွင်းတွေပြန်မတွေ့ရသဖြင့်လွမ်းစရာပင်ပူကောင်းနေသည်နောက်တော့ကျွန်တော်တို့မိသားစုနေခဲ့ဘူးသည့်အိမ်ကြီးရှိပြောင်းခဲ့သည်
ကျွန်တော်မှညနေမှာပျောက်ဆုံးနေတဲ့အိမ်ကြီးပေါ့လူသူအရေးအယံမတွေ့ရတော့အိမ်ကြီးဒီတိတ်ဆိတ်နေသည်တန်းစကားကွယ်တကားတွင်ခတ်ထားသည်တော့ကလောက်ပင်ပင့်ကူအိမ်တို့အထက်ထက်တက်လျက်ဒီအိမ်ကြီးကိုလမ်းမောင်ကနေဖြတ်ကနေတွေ့လိုက်မှဟိုးရင်မြင်မင်းကိုပုံပြန်ဖတ်ရသည်အရာရာပြောင်းလဲသွားပေမဲ့ဒီအိမ်ကြီးကတော့ဘာမှပြောင်းလဲသေးဘူးပေါ့ထန်းနမင်မြို့ကိုကျွန်တော်တို့မိသားစုပြောင်းတော့ဒီအိမ်ကြီးမှာနေရသည်ဒီအိမ်ကြီးနောက်ကျောတွင်နေပြောင်မထိုးသည့်တဏီတော်ကြီးရှိသည်ညဘက်ရောက်ရင်ပိမ့်ပိတ်အောင်မောင်မဲနေသည့်တဏီတော်ကြီးကချောက်ချားစရာခေါင်းလာသည်မိဖို့ကြောင့်ကပြင်းကနေနောက်ဖေးအိမ်သားစီလက်တန်းမပါသောကုန်းပေါင်များခတ်ရှိရှိတစ်ချက်ခင်းလာသည်မြစ်ကမ်းနဲ့ဝေးတော်လဲရေတက်လာနေအိမ်အောက်ထိတက်သည်ဝါဆိုဝါအောင်ဆိုအိမ်ရှိလူသွားလန်းထိရေတပွေးပွေးနေကျွန်တော်တို့ညီကိုတွေတစ်တူသစ္စာများနဲ့တမောလေးလွတ်ကြသည်ရေစင်းကူကြသည်ငစရိုင်းတွေမြခဲ့ကြသည်နောက်တော့ဘေးနဲ့မေမကြာခဏခွန်ကြီးခွန်ငယ်စကားများတာစိတ်လာသည်ရန်ဖြစ်တဲ့ချိန်ပုံများလာသည်အဖေရန်ကုန်သွားတိုင်းအိမ်တွင်ကျွန်တော်တခုခုဖြစ်လာသည်ညအမောင်မှိန်မိလင်းအောင်ဖြင့်ကျွန်တော်တို့ညီကိုစာကြည့်တိုင်းနောက်ဖေးမိဖို့ကြောင့်ပကံစင်မှပကံကြတာကြားလာသည်လက်လိတ်ဓာတ်ပြီးဖြင့်သွားကြည့်တော့လေခြေရလက်ရပင်ဘာမှပြည့်ရနာမျိုးမရှိအိမ်ပေါ်တဝက်ထက်ကိုပေါ်မှာတကားများပိတ်ထားတော့လေမကြာခဏပွင့်နေသည်ကျွန်တော်ညီခင်ဆုံးလေကားပေါ်ကပြုတ်ကြသည်အမေရရိုက်သည့်အခါတယောက်ယောက်တွန်းချလို့ဆိုပြီးမပီကလာဖြင့်ပြောသည်မြောင်ရှုံးအောင်ဆိုတော့ကျွန်တော်တို့ညီကိုတွေကိုအမေယုံကြည်မှုရှိပုံများစော့၍ပြုတ်ကြသည်ပဲထင်ခဲ့သည်တညကျွန်တော်တို့အိမ်နေတော့အိမ်တိတ်ကနေလှုပ်သွားသည်အမေနဲ့ကျွန်တော်တို့ငလင်လှုပ်သည်ထင်ရင်လန့်လို့သည်မနဲ့အိမ်ကြီးတွေကိုမေးကြည့်တော့ခေါင်းခါပြသည်မင်းချင်းဆိုင်ကကျွန်တော်တို့တန်းနေရကောင်ကမင်းတို့အိမ်မှာတရေကြီးရှိတယ်လို့ပြောသည်အိမ်ပြန်တော့အဖေနဲ့မေကိုကျွန်တော်ပြန်ပြောသည်ဖေကပေါက်ကြံမြောင်ပြောရင်တားသည်အနီးအတွေးခေါ်နေရင်းနှီးရတော့အဖေသည်ဘာဒီတစ်ဆဲမှယုံကြည်ဘောပါဘာတရတစ်စီမှယုံကြည်သည်ဘုံမပေါ်ပါနောက်တော့ကျွန်တော်တို့ဒီအကြီးစီကနေမြို့ပြင်ကွင်းလေကွင်းဆက်ဆနာကဝါချန်ငင်းတိတ်လေးကိုပြောင်းပြရသည်ဝါချန်ကြာကအေးမြတဲ့လေရတာကကျွန်တော်တို့ပြောအောင်ချောသိခဲ့သည်ရောကျွန်တော်ဒီအိမ်ကြီးကိုရက်ပြီးအကြာကြီးငေးချင်နေမိပြီကျွန်တော်တို့တွေ့တဲ့ကစားခဲ့သောအိမ်ရှိမျက်နှာစာကတန်စကားခွင်များကတန်ကြီးလင်းလင်းနဲ့ကျွန်တော်တို့ညီကိုတွေညာတိုင်းပိတ်ရသည့်ခောက်တကားရွက်များကရိုင်ရွက်နေသည်အမေကွယ်လွန်ခဲ့တာနှစ်များစွာကြာပြီးတဲ့နောက်မှာအဖေလည်းကွယ်လွန်သွားခဲ့ပြီတခါကမိသားစုဝင်တွေအတူနေထိုင်နေမှုတဲ့အိမ်ကိုကြီးတစ်လုံးရှိကိုမရည်ရွယ်ပဲပြန်ရောက်သွားတဲ့အခါမိတ်ဆွေဘယ်လိုခံစားရမလဲပါလဲကျွန်တော်ကတော့အချိန်ရဲ့ဟင်းလင်းမြင်နေတမေတရှောတမေတမောဖျောက်ရှောက်ခဲ့သည်